အားလုံးပဲမင်္ဂလာပါကိုလင်းရွှိုင်း YouTube channel လေးကနေပြီးတော့ညီကိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ရပါတယ်ကဲညကရောအဆင်ပြေပြေရှိခဲ့ကြရလားဗျာကျွန်တော်ရဲ့ Telegram channel လေးကတော့ဒီတစ်ပတ်မှာထူးထူးခြားခြားပဲတော်တော်ကိုအဆင်ပြေနေတယ်9ရက်ဆက်လုံးဝရှုံးဝဲမရှိနိုင်ဝဲတွေကြီးပဲရှိထားခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဖြစ်နိုင်ဖို့အတွက်လည်းညီကိုတို့အတွက်ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းပေးနေပါတယ်အဲ့တော့ free လိုချင်တဲ့တပွဲကောင်းလေးတွေနဲ့ကစားတတ်ဆက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel လေးကိုလာ join ထားကြဖို့မြတ်တာရက်ခံခြင်းပါတယ်လုံးဝခါချင်းငွေမယူပါဘူးခင်ဗျာအဲ့တော့ဘောလုံးပွဲတွေကို online ကနေအကောင့်ဖွင့်ကစားခြင်းနဲ့ကစားနဲ့ကစားတတ်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်39944949ကိုဆက်သွယ်ပြီးတော့ညီကိုတို့ကစားခြင်းနဲ့ညီကိုတို့ကစားတတ်တဲ့အကောင့်လေးတွေကိုစိတ်ကြိုက်ကောင်းတင်ဖွင့်ကစားလို့ရပါပြီခင်ဗျာဒီကနေ့ရဲ့ပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်တော့ Aston Villa တဲ့နဲ့ Chelsea တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာ Chelsea တင်းက level 20ကိုပေါင်းသိမ်းပါဆိုလို့ကျွန်တော်3.40စီးထဲမှာရှိနေပါတယ်လက်ရှိအမှတ်ရရှိမှုအနေအထားတွေရကြည့်မယ်ဆိုလို့ချင်း Aston Villa ဟာနောက်ပိုင်းမှာတော်တော်ကိုရှေ့စွမ်းကျသွားခဲ့ပြီးတော့အဆင့်၄နေရာတိတောင်လက်ရှိမှာဆင်းပေးလိုက်ရပြီ Chelsea အနေနဲ့လည်းနောက်ပိုင်းမှာရလက်ကလေးတွေနည်းငယ်ကျလာခဲ့ပြီးတော့ Champions League ဝင်ခွင့်အတွက်အမှတ်တရလိုလတ်လာပြီဖြစ်ပါတယ် Aston Villa ကိုကြည့်ရမယ်ဆိုလို့ချင်း Aston Villa ကွင်းလယ်ရဲ့အဓိက3ယောက်ဒဏ်ရာရရှိမှုနဲ့တူနောက်ဆုံး Premier League 9ပွဲမှာဆိုလို့ရှိရင်တပွဲသာနိုင်ခဲ့တယ်နှစ်ပွဲတည်ကြပြီနှစ်ပွဲရှုံးရလက်ထွက်သွားခဲ့အဲ့ဒီပွဲစဉ်တွေမှာကြည့်ရမယ်ဆိုရင်တိုက်စစ်ပိုင်းကလည်းကိုတကူရဖို့အတွက်တော်ကိုရုန်းကန်လာရတယ်လေခံစစ်ပိုင်းကလည်းပေးကိုတွေဇက်တိုက်ခွင့်ပြုနေခဲ့ရတာပါတိုက်စစ်ပိုင်းကရုန်းကန်ရတယ်လို့ခံစစ်ပိုင်းကလည်းရုန်းကန်လာရတဲ့သဘောမှာရှိတယ်နောက်ဆုံးနှစ်ပွဲဆက်လည်းပေးကိုတွေခွင့်ပြုနေခဲ့ရတာပါအဲ့တော့ Chelsea တင်းကိုအနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်း Chelsea တင်းရဲ့အနေထားကလည်းမငြိမ်လာဘူးဒဏ်ရာပြဿနာတွေအဓိကအဖြစ်တပွဲကိုတယောက်နေနေတာက Chelsea အတွက်ပြဿနာလို့ပြောလို့ရပါတယ်ဘန်လီနဲ့ပွဲမှာလည်းအနီကတယောက်ထိခဲ့တယ်အာဆင်နယ်ပွဲမှာလည်းနောက်ထပ်တယောက်ထပ်ထိပြန်တယ် Chelsea အနေထားရကြည့်မယ်ဆိုရင်နောက်ဆုံး Premier League 3ပွဲဆက်လည်းနိုင်ပွဲပျောက်ထားခဲ့တာပါရလတ်အနေထားရကြည့်ရဆိုလို့ရှိရင်တော့ Aston Villa လောက်တော့မဆိုးဘူးလို့ပြောလို့ရပေမဲ့နှစ်သင်းစလုံးကရုန်းကန်နေရပါတယ်ပထမကြောကလည်း Chelsea တင်းနေနဲ့အိမ်ကွင်းမှာရှုံးနေခဲ့ရတယ်လို့ Chelsea တို့ဟာ Aston Villa ရဲ့အိမ်ကွင်းရောက်ပြီဆိုလို့ရှိရင်လည်းရုန်းကန်ရတတ်တဲ့အနေအထားမျိုးမှာရှိနေပါတယ်လက်ရှိlevel 20 3.40ဆိုတဲ့ဈေးတန်းအမှတ်လိုအပ်ချက်အရကြည့်ရင် Chelsea က45မှတ်ဆိုတဲ့အနေအထား Champions League ဝင်ခွင့်အတွက်ဒီပွဲမှာနိုင်ကိုနိုင်တဲ့နဲ့နိုင်ဆုံးမရှုံးတဲ့ဘူးဆိုတဲ့အနေအထားမျိုးရှိနေတယ်ဘာလို့လဲဆိုရင်ညကလီဗာပူးကရှုံးသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်တယ်အဲ့တော့ဒီပွဲစဉ်မှာအလိုရဲနေနေ Chelsea တို့မရှုံးနိုင်အောင်တော့ကစားလာနိုင်မယ်လို့ကျွန်တော်ယူဆထားမိတယ်ကျွန်တော် Chelsea ပေါ်ဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲကတော့ Brighton နဲ့ Arsenal တို့ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာ Arsenal တင်းက1.40ကိုပေါင်းသေးမှာ2.90ဈေးထက်မှာရှိနေပါတယ်ချန်ပီယံစုအတွက်တကယ်ကိုအကျိတ်နဲ့ဖြစ်နေတဲ့အသင်းကအဝေးကွင်းကနေပြီးတော့1.40ဆိုတဲ့ဈေးတန်းတစ်လုံးနဲ့နိုင်ရင်တော့မှတဝက်နှီးပါးစားနေရတဲ့ဈေးတန်းကြီးကိုကျွန်တော်အနေနဲ့တန်တရားတော့ဝယ်မိတယ်ဒါပေမဲ့ Brighton ကိုကြည့်ရရင် Brighton ကနောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲတွေရထားခဲ့တယ်ရှီစွမ်းပြန်လဲကောင်းလာပြီလို့ပြောလို့ရတယ်ဒါပေမဲ့ရှေ့ကပွဲစဉ်တွေကိုကြည့်ပြန်တော့လေ Brighton ရဲ့ရလတ်တွေကအားရခြင်းစရာလုံးဝမရှိပါဘူးအဲ့တော့ဒီအနေထားမှာကြည့်ရင် Arsenal အနေနဲ့တေးတပေါက်အနေထားမျိုးရှိနေတဲ့သဘောလားအဲ့ဒီပုံစံမျိုးဖြစ်နေတယ်လက်ရှိ Brighton ဟာကောင်းပါတယ်နှစ်ပွဲဆက်နိုင်ပွဲပြန်လဲရရှိထားတာမှန်ပါတယ် Arsenal အနေနဲ့ဒီလိုမျိုးသင်းတွေကိုတလုံးနဲ့တောင်မှနိုင်ဖို့တက်မဖြစ်နိုင်ဘူးလားဆိုတော့ယူဆစရာပါ Man City က Nottingham Forest နဲ့ကစားရမှာဖြစ်တယ် Nottingham Forest ကိုအိမ်ဝင်းမှာလက်ခံကစားရမှာဖြစ်တယ်အနိုင်ဆုံးတကူနဲ့နိုင်ရင် Arsenal ဒီပွဲစဉ်မှာတေချဖို့တော့မဖြစ်တဲ့အနေအထားမျိုးဖြစ်နေပါတယ်ဒါကိုပေါက်ဈေးပေါက်ထားတာက1.40 1.50ဈေးတဲ့ဈေးတန်းကြီးဖြစ်နေတာကိုကျွန်တော်အနေနဲ့တန်ဆန်းဝယ်မိတယ်ရှေ့စွမ်းနေရာကြည့်မယ်ဆိုလို့ရှိရင်တော့ Brighton လည်းကောင်းတယ် Arsenal အနေနဲ့လည်းလက်ရှိမှာရှေ့စွမ်းကကောင်းတယ်အနိုင်ကန်တဲ့ပွဲစဉ်တွေမှာတော့ Arsenal အနိုင်ကန်ခဲ့တယ်ရှေ့ကဒီတန်းစင်းတော့အသင်းနှစ်သင်းနဲ့တော့ဒီရလက်ထွက်သွားခဲ့တယ်နောက်ပိုင်းရလက်တွေကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ Arsenal ဟာဒီ Brighton ကိုအသာရထားတာမှန်တယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Arsenal နိုင်လဲတကိုးပဲလို့ယူဆထားမိတယ်ဂိုးပေါင်းအောက်ကိုပဲရွေးချယ်ပေးကြပါတယ်နောက်ထပ်ပွဲစဉ်တွေကတော့ Fulham တင်းနဲ့ West Ham တို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာ Fulham တင်းက level 80ဂိုးပေါင်းစီးမှာ3.50ဈေးတန်းမှာရှိနေပါတယ် Fulham ဟာရမှတ်40ရရှိထားပြီးဖြစ်ပါတယ်အဲ့အတွက်သူ့အနေနဲ့တန်းစင်းစရာလည်းလုံးဝမလိုတော့သလိုထိပ်ပိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Fulham တို့ဆိုတာကဒီလိုအလဲလက်မှာပဲရပ်တည်နေတာဒီဥရောပဝင်ခွင့်နေလည်းတိတ်ပြီးတော့ကြောင်းကြကုတ်ကြကဲကစားတဲ့အသင်းတွေမဟုတ်ပါဘူးဒါကိုကျွန်တော်တို့တွေသိထားရမှာဖြစ်ပါတယ်နောက်ဆုံး3ပွဲရလတ်တွေကကြည့်မယ်ဆိုရင် Fulham တကယ်ကိုကောင်းပါတယ်တိုက်စစ်ပိုင်းကလည်းဂိုးတွေမြန်မြန်ဆန်ဆန်တွင်းတယ်လို့ခံစစ်ပိုင်းကလည်းတပွဲကိုတကုန်းလုံးပြန်ပေးနေရပါတယ်Fulham ဟာဂိုးလဲတင်းတယ်လို့ဂိုးလဲပေးတဲ့အသင်းပါ
ဝဟန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဝဟန်နောက်ပိုင်းမှာယုံပြီးတော့ကစားလာတာမှန်တယ်ဒါပေမဲ့ Premier League နောက်ဆုံး3ပွဲစဉ်နိုင်ပွဲပျောက်ထားခဲ့ပါတယ် United ကို1-1တေးကစားတဲ့ပုံမောက်ကိုစီစီတည်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့လီဗာပူးတင်းကို 5-2 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ရှီဇန်လုံးဝဆိုးဝါးလို့လားဆိုတော့မဟုတ်ပါဘူးဒီလီဗာပူးကဂိုးသွင်းခွင့်ရတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးသုံးချသွားနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်ဝဟန်နေနဲ့အဲ့ဒီပွဲစဉ်မှာဂိုးတွေသွင်းခဲ့တဲ့ခွင့်ရည်တွေလည်းရခဲ့ပါတယ်အဲ့တော့ဒီပွဲစဉ်မှာ Nottingham Forest ကလည်း Man City နဲ့တွေ့နေတဲ့အခွင့်အရေးဒါ Nottingham Forest ကတန်းစင်စုံကလွတ်နိုင်မှုရုံးမိုးအတွက်ကစားနေတယ် Man City ကဒီချန်ပီယံဆုအတွက်ကစားနေတဲ့အသင်းအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီပွဲစဉ်မှာ Man City အိမ်ဝင်ဖြစ်တဲ့အတွက်ကြောင့်တကူးနဲ့တော့နိုင်ရင်ရှိတယ်အဲ့တော့ဝဟန်နေနဲ့ဒီပွဲစဉ်မှာအကောင်းဆုံးကစားလိမ့်မယ်ကျွန်တော်တေးတပေါက်ထိရရှိမယ်လို့ယုံကြည်မိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်ဝဟန် body ကိုပဲရွေးချယ်ပေးခြင်းပါတယ်ဖူဟန်တို့လျှော်ပြီးတော့ကစားမယ်လို့ကျွန်တော်ယုံကြည်မိတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲက Man City တင်းနဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာ Man City တင်းက1-60ဂိုးပေါင်းစီမှာ3လုံးစီစီတန်းဖြစ်တယ်Man City ရဲ့ရှေ့စွမ်းကလုံးဝကိုပြန်လဲကောင်းမွန်လာပြီလို့ပြောလို့ရတယ်လုံးဝကိုစိမ့်နေတာပဲဗျာနိုင်ပွဲတွေကြီးပဲဖော်ဆောင်ထားခဲ့တာဒီလိုအသင်းကအိမ်ခွဲမှာ1-60ဈေးတန်းဖွင့်တယ် Nottingham Forest ရဲ့တန်းစင်းစုံရုံအားကြောင့်လို့ပြောလို့ရတယ်1-60ဈေးတန်းရန်ကြီးလဲညင့်နေတာမဟုတ်သလိုနှိမ့်နေတာမျိုးလည်းတော့မဟုတ်ပါဘူးအဲ့တော့ Nottingham Forest ရဲ့နောက်ပိုင်းရှီစွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့အားရခြင်းစရာအနေအထားမျိုးမရှိဘူးလို့ပြောလို့ရတယ်ပြိုင်ပွဲစုံ3ပွဲဆက်ရှုံးပွဲတွေ့ကြုံထားခဲ့တယ် Premier League 5ပွဲဆက် Nottingham Forest နိုင်ပွဲပျောက်ထားခဲ့တာဖြစ်ပါတယ်ဒီလိုရလဒ်တွေရရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ Man City ဒီနဲ့ဒီကျကြီးမြင့်တဲ့တယ်လို့ကျွန်တော်ကတော့ယူဆမိတယ်ဒါပေမဲ့ဒီပွဲစဉ်မှာ Nottingham Forest ကိုအကောင်းဆုံးဒီ Man City ကိုတောင်းခံကစားမဲ့အခြေအနေမျိုးမှာရှိနေတယ် Nottingham Forest ကနီးပြအပြောင်းလဲတွေဇက်တိုက်လုပ်ခဲ့ပြီးတော့အသင်းရဲ့ရှေ့စွမ်းကလည်းအကြဘက်ကိုပို့ပြီးတော့ဥတည်သွားတယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့ Man City တင်းနေနဲ့ဒီပွဲစဉ်မှာဘယ်လိုကစားလာမလဲ Man City မှာတိုက်စစ်မှုဟာလန်မပါပါဘူးအဲ့လိုမပါခဲ့တဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ Leeds United နဲ့ပွဲစဉ်မှာတော်တော်ကိုယုံပြီးတော့ကစားခဲ့ရတယ်1-0နဲ့နိုင်ရရှိခဲ့တယ်ဆိုပေမဲ့ Leeds United ရဲ့တုံ့ပြန်ပုံတွေကြောင့်တော့ Man City တော်တော်ကိုဒုက္ခများခဲ့တဲ့အခြေအနေပါအဲ့တော့ဒီပွဲစဉ်မှာ Man City အမားခံမလားအမားခံဖို့တော့မဖြစ်နိုင်ဘူးတကူးနဲ့တော့နိုင်ရရှိပါတယ်အဲ့တော့ Nottingham Forest ကလည်းဘယ်လောက်ထိတောင့်ခံနိုင်မလဲ Nottingham Forest တောင့်ခံနိုင်မယ်ဆိုလို့ချင်းတော့နိုင်ဆုံးတကူးနဲ့ပဲရှုံးနိုင်ခြင်းရှိတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်နောက်ထပ်ပွဲစဉ်တွေက Newcastle တင်းနဲ့ Manchester United ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာ United တင်းကတော့မှ level 20တဲ့ကိုပေါင်းစီမှာ3-20ဈေးတန်းမှာရှိနေပါတယ်ပြီးခဲ့တဲ့နှစ်ကချန်ပီယံလိဝင်ခွင့်ရခဲ့တဲ့ Newcastle ဒီဟာဒီမှာတော့တော်တော်ကိုရုန်းကန်နေရတယ်ရမှတ်36မှတ်သာရရှိထားပြီးတော့သူ့အနေနဲ့ချန်ပီယံလိဝင်ခွင့်ကတော့မဖြစ်နိုင်တော့ဘူးအမြင့်ဆုံးရရှိနိုင်တာကတော့ Conference League လို့ပဲပြောချင်တယ်ဒါပေမဲ့ Newcastle ရဲ့ရမှတ်36မှတ်ဆိုတဲ့အနေထားကသူ့အနေနဲ့ဥရောပဝင်ခွင့်အတွက်ထပ်ပြီးတော့ရုံကစားပါအောင်မလားဆိုတော့ကျွန်တော်တို့တွေစဉ်းစားကြရချက်တစ်ချက်ဖြစ်တယ်လေလက်မှာပဲရက်တည်နိုင်အောင်တော့ပဲသူ့အနေနဲ့ Premier League မှာကစားလာနိုင်တဲ့အခြေအနေဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီပွဲပြီးရင် FA Cup မှာလည်း Man City နဲ့အိမ်ဝင်းမှာကစားရအောင်မယ်အဲ့ဒီပွဲပြီးရင်ဂျာရက်မှာဘာစီလိုနာနဲ့ချန်ပီယံလိ16သင်းဆိုရင်ကစားရအောင်မယ်အဲ့တော့သူ့အနေနဲ့ Premier League မှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကလည်းမဖြစ်နိုင်တော့ဘူးအဲ့တော့ဖလားပွဲစဉ်တွေကိုပဲ Newcastle ပို့ပြီးတော့အာရုံစိုက်သွားမယ်လို့ကျွန်တော်ကတော့ယုံကြည်မိတယ် Premier League နောက်ဆုံး2ပွဲဆက်လည်းရှုံးပွဲတွေတွေ့ကြုံထားခဲ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာမှန်ပါတယ် Newcastle တို့အကောင်းဆုံးတုံ့ပြန်ကစားအောင်မှာပါပဲ United ကိုကြည့်ရမယ်ဆိုလို့ရှိရင် United ဟာဒီ2026ထဲမှာလုံးဝကိုရှုံးပွဲမရှိသေးဘူး on fire ဖြစ်နေတဲ့အသင်းနောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင် Newcastle အိမ်ဝင်ရောက်ပြီဆိုရင် United တော်တော်ကိုရုန်းကန်နေရပါတယ်နောက်ဆုံး4ချိန်မှာ3ချိန်တိတိရှုံးခဲ့တဲ့တပွဲရင်သာတေချထားခဲ့ပါတယ်အဲ့တော့ဒီပွဲစဉ်မှာလည်း United တို့ဟာဒီဟာဒီမှာအိမ်ခွင်းထက်အဝေးခွင်းဆိုလို့ရှိရင်ပုံမပြီးတော့ရုန်းကန်ရတတ်တဲ့အခြေအနေမျိုးမှရှိနေတယ်ဒါကိုဒီလိုဖြစ်နေတဲ့အသင်းကိုလက်ရှိရှေ့စွမ်းကျနေပါတယ်ဆိုပေမဲ့အိမ်ခွင်းဆိုလို့ရှိရင် Newcastle အကောင်းဆုံးကစားတတ်တဲ့အခြေအနေမျိုးမှရှိနေသေးပါပဲဒါကို United ကကြီးပေးထားတယ်ဒီတဲ့ပို့ပြီးတော့ကြီးပြင်းလာအောင်မယ်ဆိုရင် United တို့မရှုံးနိုင်တဲ့အနေအထားမျိုးမှရှိနေတယ် Newcastle အနေနဲ့လည်းဒီ Premier League မှာဆိုလို့ရှိရင်အလယ်လက်အဆင့်ပဲကြံရင်အဆင်ပြေလောက်ပြီးတော့ယူဆထားပုံပဲလီပွဲစဉ်တွေထက်တို့တွေဖလားပွဲစဉ်တွေပုံမူပြီးအာရုံစိုက်တော့မဲ့အနေအထားမျိုးမှရှိနေလို့ကျွန်တော်ယုံကြည်မိတယ်ဒီပွဲစဉ်မှာ United တို့ရှုံးမဲ့အနေအထားမျိုးမရှိဘူးအနိုင်ဆုံးတေရလိုက်ရရှိမယ်တွင်းကိုတွေလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိလာအောင်မဲ့ပွဲစဉ်လိုပဲကျွန်တော်ကတော့ယုံကြည်မိပါတယ်ဒီကုံတို့အနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်လေးတွေကိုအကြိုက်တူမှလိုက်ယူကြပါအကြိုက်မတူဘူးဆိုလဲဘက်ကန်ကြပါဗျာကစားသမျှအပေါင်းပြကြပါစေ